ကဲမင်္ဂလာပါ channel MSN ကပါဂျိုဝန်ဂါဇာလီနဲ့ Ramadan Udas တို့ဘွဲပပီသုံးသက်ချက်ဖြစ်ပါတယ်။အိုးတကယ်ကိုမှကြမ်းခဲ့တဲ့ဘွဲပါ။တကယ်ချင်းဗျာကျွန်တော်ထင်ထားခဲ့တာကတော့တကယ်ထုံးမဲ့ဆိုတာတော့သိတယ်ဒါပေမဲ့ဒီလောက်ကြီးထိကြမ်းပါမလားဆိုတာကိုနည်းနည်းလေးတန်တရားဖြစ်မိတယ်ဗျာ။သူတို့နည်းနည်းရုပ်ရှင်ရိုက်ပြတဲ့ပိုင်းလေးတွေလည်းခံစားမိတယ်သို့တော့တကယ်ကိုမှကြုံကြသွားပါတယ်။နှစ်ယောက်ဆုံးမှာ game plan ကိုစီကကျွန်တော်မြင်ရတဲ့လောက်ဆိုရင်ဂျိုဟန်ဂါဇာလီဂါစူပါဘုံကျင်းမှာသွားပြီးလေ့ကျင့်တဲ့အတွက်ကြောင့်မလို့ရာမန်ဒန်ကြာလာမယ့်အချိန်မှာဘယ်ကစ်ကန်ဖို့စ조사တယ်ပြီးတော့ကပ်ပြီးတော့တောင်ရိုက်ဖို့အဲ့ဒီ game plan နှစ်ခုနဲ့သူကစော့ဖို့စ조사တယ်ဂျိုဂျိုမာကရာမန်ဒန်ထက်တာနေတဲ့အချက်တစ်ခုကကြတော့သူအတွေ့အကြုံပို့ပြီးတော့မြင့်တယ်ရှေ့မှာရာမန်ဒန်ထက်ပါဝါပြင်းတဲ့ကောင်တွေနဲ့လည်းသူကကြုံမှုထားတယ်ဒါပွဲကြုံမှာကျွန်တော်ပြောပြသွားပြီပြီးရင်ရာမန်ဒန်ထက်တက်ကနစ်ပို့ပြီးတော့ကောင်းတဲ့ S2P နဲ့ brother နဲ့လည်းသူကကြုံပြီးသွားပြီဆိုတော့အတွေ့အကြုံတွေရဲပြီးတော့တကယ်ချင်းလက်တန်ရှိတယ်ဆိုတော့ရှီမိုနိုလိုကောင်းတွေနဲ့လည်းရှင်းပြီးသွားပြီဆိုလိုချင်တဲ့နေ့ဘက်ကဂျိုဂျိုက1 champion 8မှာလူပေါင်းစုံနဲ့တော့ကြုံပြီးသွားပြီပညာပေါင်းစုံရပြီးသွားပြီဒီအတွက်ကြောင့်မို့လို့ဒါရာမန်ဒန်လိုကောင်မျိုးကိုအတိုင်းကတစ်ခုတက်ပို့တဲ့ကောင်နာပိုင်းကိုစောင့်ပြီးတော့ဆော့ပြသွားနိုင်တာပါတော်တော်များများတော့ထင်ကောင်းထင်မှန်ဗျာရာမန်ဒန်ကအလဲထိုးသွားလိမ့်မယ်ဆိုတဲ့ comment တွေတော်တော်များတွေ့ရတယ်ဒါကလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ရာမန်ဒန်ကရှေ့မှာအများကြီးလုပ်ပြပြီးပြီပါဝါလည်းအရန်ကောင်းတယ်ဂျိုဂျိုထက်လည်းပါဝါကကောင်းတယ်ဒါပေမဲ့ပထမချိန်နဲ့ဒုတိယချိန်မှာမြင်သူမစိုးမှောက်နိုင်တယ်ဆိုတဲ့ဇာတ်ကားကိုဘာကြောင့်ပြောခဲ့လဲဆိုရင်ဂျိုဟန်ဂါဇာလီရဲ့ကောင်းလာတဲ့ခုနကကြုံခဲ့ပူတဲ့တဘာတွေကြောင့်မှာဒီအတွက်ကြောင့်ပဲပထမချိန်နဲ့ဒုတိယအချိန်မှာရာမန်ဒန်ကသိရဆိုမဲ့ဂျိုပြန်လို့ပြသွားတယ်ကပ်ပြီးရိုက်သွားတဲ့ပိုင်းတွေကိုလည်းမြင်အောင်ကြည့်နိုင်ဖို့လိုပါလိမ့်မယ်ဆိုတော့ပထမအချိန်ရာမန်ဒန်နည်းနည်းလေးတာတယ်ကျန်းတာတော့တကယ်ကိုကျန်းတာဂျိုဟန်ဂါဇာလီအနေနဲ့ဟက်ကစ်လုံးဝလက်မကျတဲ့အတွက်ကြောင့်မလို့အဆင်မပြေခဲ့ဘူးပြီးတော့ကက်ရိုက်တဲ့တောင်တိတ်ကပ်ဖို့မလွယ်တဲ့အတွက်ကြောင့်မလို့ရာမန်ဒန်ရဲ့ဘောင်စင် background တွေလာတဲ့အတွက်ကြောင့်မလို့ရှောင်သွားတဲ့ဟမ်မူမန်တွေရာတိတ်ပြီးတော့မလွယ်ခဲ့ဘူးသို့တော့အကောင်းဆုံးလုပ်ပြသွားတယ် second round ပြဿနာဘာစားဖြစ်လဲဆိုတော့ရာမန်ဒန်ဦးဒက်ကမောင်းကတ်ဒီတွားကပြုတ်ပြီးတော့ကြားတယ်ဘာကြောင့်လဲဆိုတော့ရှင်းပြမယ်တော်တော်များကစားသမားတွေက team မှာမောင်းကတ်ကျွတ်တက်ကြတာဗျာဒါပေမဲ့ तू ကဘာကြောင့်ကြလဲဆိုတဲ့ဥစ္စာကိုကျွန်တော်တွေ့ကြုံနေပြောပြမယ်ကျွန်တော်တို့တက်ရှူတဲ့ခါမှာနှာခေါင်းကနေရှူတယ်ပြီးရင်အဲ့ရှူလိုက်တဲ့အောက်ဆီဂျင်လေးကိုအဆုတ်ကနေညှစ်ချလိုက်တယ်ညှစ်ပြီးတော့နှလုံးစီကိုပို့တယ်ပြီးရင်ပြန်ထွက်တဲ့လေကိုကြတော့အဲ့အားနဲ့ထုတ်လိုက်တဲ့အတွက်ကြောင့်မလို့အဲ့ဒီပုံစံအဲ့ဒီလေရှူနီးနဲ့အဲ့ဒီလေရှူနီးကဘယ်သူတွေအများဆုံးသုံးလဲဆိုတော့ credit သမားတွေသုံးတယ် comfort သမားတွေသုံးတယ်အဲ့လိုလေရှူနီးနဲ့ခန္ဓာကိုယ်မှာရှိသမျှ muscle strength အားကိုညှစ်ထုတ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးမောက်ကကကျွတ်ထွက်ရတာဗျာထိုးနေတဲ့အချိန်ပြင်ဟုတ်ဆိုကျင်းလိုက်တဲ့အချိန်ညာအဲ့မောက်ကကပြီးတော့မောက်ကနဲ့သွားနေလေတာမကြတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်အထက်မှာ declaration နေရာကြောင့်လည်းဖြစ်ကောင်းဖြစ်မယ်အဲ့ဒီမှာထွက်တဲ့လေကတော်တော်လေးအားပြင်းတယ်အဲ့ဒါကြောင့်မလို့သူ့ရဲ့မောက်ကပြုတ်ကျသွားတာပါဆိုတော့ဒုတိယအချိန်မှာနှစ်ခါတည်းမောက်ကပြုတ်ကျတယ်ရာမန်ဒန်တတိယအချိန်နောက်ဆုံးအချိန်မှာဆိုသုံးခါတည်းမောက်ကပြုတ်ကျတယ်သူတို့ဆိုဒေါသတွေထွက်ပြီး6နဲ့တောင်မှအဲ့မောက်ကကိုပြစ်ကန်ပလိုက်တဲ့ပုံစံမျိုးလုတ်ပလိုက်တယ်အဲ့လောက်ထိအောင်တော့မှဖြစ်သွားတယ်ဒါကြောင့်ပဲရာမန်ဒန်ကအဝါကတ်တစ်ခါပြတ်ခံရတယ်အဝါကတ်တစ်ခါပြတ်ခံရတော့ကိုယ့်ရဲ့ထိုးချေတွေက 10% ဖြတ်ခံရမယ်ဒီပွဲတည်းမှန်ဆုံးဖြတ်ကိုရောက်တယ်ဆိုမှတကယ်တမ်းကလည်းနှစ်ယောက်ဆုံးကို bonus ပေးလို့ရတယ်ရာမန်ဒန်သာအဝါကတ်မထိခဲ့ဘူးဆိုရင် तू လည်းအဲ့ဒီ bonus ကိုတောင်းဆိုခွင့်ရှိကောင်းရှိနိုင်တယ်ဒီအချက်လေးကြောင့်ဖြစ်သွားတာပါမှားလားဆိုတော့မမှားဘူးဗျာဒါပွဲတစ်ပွဲဆိုတော့ဘာမှမဖြစ်နိုင်နဲ့ကျွန်တော်တို့လည်းအဲ့လိုပဲအသက်ရှူတယ်အဲ့လိုပဲထုတ်တယ်ဗျာ तू ကတော့တကယ် professional fighter ဆိုကိုယ့်ရဲ့အများကြီးစုပ်အားပို့ပြီးတော့ကောင်းတာပေါ့ဆယ်စားအစ20လောက်လေးပိုကောင်းမယ်ဒီတော့ကြောင့်မလို့ဒါမောက်ကပြုတ်ကြခြင်းမျိုးဖြစ်တယ်တချို့နေရာတွေမှာတော့ထိလို့ပြုတ်ကြရဆိုမှတချို့နေရာတွေမှာကအဲ့လေသွင်းလေထုတ်ပုံစံကြောင့်မောက်ကထွက်ကြရခြင်းမျိုးဖြစ်ပါတယ်ဒီလိုမျိုးလေသွင်းလေထုတ်လုပ်လို့မောက်ကထွက်ကြရပါလေဆိုပြီးတော့ကျွန်တော်အပြည့်အဝမပြောချင်ပေမဲ့မောက်ကကြောင့်လည်းပါတယ်လို့ခုနကလေသွင်းလေထုတ်လုပ်တဲ့ပုံစံကြောင့်လည်းပါပါတယ်တကယ်ပွဲကောင်းတစ်ပွဲပါဂျိုဂျိုရဲ့ hack it ကိုရာမန်ဒန်ဖမ်းပြသွားတဲ့ဆောင်းရဲမိုက်တယ်မွေထိုင်းကျိုးဝိုင်းထဲမှာဘောင်စင်ကိုဘလောက်ပါဝါထိတုံးပြနိုင်မလဲဆိုတော့ပြသွားတယ်ရာမန်ဒန်လည်းကောင်းတယ်နှစ်ယောက်စလုံးတကယ်ကိုကောင်းတယ်အမှန်ဆုံးပြမှာဒိုင်တူးက Odash ကိုပေးတယ်နောက်ထပ်ဒိုင်တူးကဂျိုဂျိုကိုပေးတယ်နောက်ထပ်ဒိုင်တူးကရာမန်ဒန်ကိုပေးပါတယ်ဆိုတော့ split decision နဲ့ရာမန်ဒန် Odash ကအနိုင်ရသွားပါတယ်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်တကယ်ကိုမှကြမ်းပြီးရမ်းပြီးပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်ကျွန်တော်ထင်ထားတာထက်ကိုပို့ပြီးတော့ကြမ်းခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်ကြည့်ကျင်တယ်ဆိုရင် Telegram မှာတင်ပေးထားပါတယ်နေရောတာပါ channel MSN ကပါတဒါ